Hello အားလုံးပဲမင်္ဂလာပါ။ကျောင်းထဲပြီးသွားပြီဆိုတော့ Monoview တယောက် side quest တွေစလုပ်ပါပြီ။ဒီနေ့ကတော့ group community hike တစ်ခုကို join ခဲ့တဲ့ vlog လေးပဲဖြစ်ပါတယ်။ဒီ group ကိုကတော့ TikTok ကနေတွေ့ခဲ့ရပါ။သူကတယောက်ကဦးဆောင်ပြီးတော့အုပ်စုလိုက်ကြီး hiking လုပ်ကြတာပေါ့နော်။ဘာ fees မှလည်းပေးကြမယ်ကွာ။ကိုယ့်ကိုရထားပို့ပဲရှင်းရတာပါ။တော်တော်လည်းပျော်ဖို့ကောင်းတယ်။ဒီဆုံးပေါ့နော်ရထားစီးဖို့ station ကိုသွားပါတယ် station က St Pancras နဲ့ King Cross နဲ့ရှိရပါတော့နော်အဲ့ဒါကိုမှားပြအောင်မှားလိုက်ပါသေးတယ် St Pancras ကတော်တော်များများ international ဘတ်သွားတဲ့ဟာပေါ့နော် King Cross ကျတော့ဒီ UK အတွင်းပဲအဲ့ဒါ UK အတွင်းဆိုပြီး King Cross ဘတ်သွားလိုက်တာပြီးတော့မှ site ပဲကြီးရမှာ St Pancras ဖြစ်နေတာအဲ့ဒီကပေါ့နော်လူလည်းတော်တော်များရဘာလို့လဲဆိုတော့နေကတာနေတော့လူတွေအကုန်လုံးခီးကြီးထွက်ကြကန်းကြီးတွေသွားကြအောင်အဲ့တော့တော်တော်ကြိတ်ကြိတ်တူရထားပေါ်မှာရထားအတက်ရောအဲ့မှာထိုင်ကုန်မရတော့ရထားကိုမတက်ရပြီးစီးရပါရှင်တခါမှမတွေးရဘူးဒီလိုမျိုးမတက်ရပြီးစီးရမယ်ဆိုပြီးတော့နောက်တော့မရတော့ဘူးခဏနေလဲလမ်းလျှောက်အောင်ပါနဲ့မတက်နိုင်ဘူးကွာဆိုပြီးတော့အမှလူသွားလမ်းမှာပဲထိုင်ချလိုက်ပါတယ်ခြေနေရတော့အဲ့လိုပါရထားတနားရီခွဲလောက်စီးပြီးတော့နောက်ဆုံး Dover ရောက်ခဲ့ပါပြီဒါ Dover ကနေဒီကို hiking လုပ်မှာပေါ့နော်ရာသီဥတုကပေါ့နော်တွေ့ရတဲ့အတိုင်းပဲနေရလေပွင့်ตาရနေရောပဲ UK နဲ့တော့မတူပါဘူးဒါစပြီးတော့ရှောင်းနေကြပါပြီ view ကလည်းတော်တော်လှရဲဘယ်ဘက်ကအဲ့ cliff တွေညာဘက်ကျတော့ကမ်းခြေနဲ့နေရတော့တာနေပြီမဲ့နေရတာမပူပါဘူးဘာလို့လဲဆိုတော့လေကလည်းတဖြူးဖြူးတိုက်တော့အဲ့လောက်ကြီးဒီချွေးလည်းမထွက်ဘူးပေါ့နော်အမလန်းရှောက်ပါတယ်ရှောက်ပါတောင်ကုန်းတက်လိုက်တောင်ကုန်းဆင်းလိုက်နဲ့ဒီလိုနေတာတဲ့ရက်ကလည်းရှားရတယ်တလားလူတွေလည်းအပြစ်မှာအများကြီးပဲနေပူစာထွက်လုံနေကြတာhiking လို့ကတော့မောရပေမဲ့ view ကတော့တကယ်အမောပြေရတော်တော်မိုက်တယ်7 sister နဲ့တော့နည်းနည်းဆင်တယ်ဟိုမောလိုက်တာတနားရီခွဲလောက်လမ်းလျှောက်ပြီးတော့နောက်ဆုံးတော့သမင်းစားမဲနေရာရောက်ပါပြီဒီ lighthouse နားမှာ lunch စားကြမှာဖြစ်ပါတယ် Yeah, they always do. To be fair, it's my first time that I get the tickets myself. Usually my friend gets. လောက်သွားတော့ကတော့ Jessie ထမင်းနဲ့ငြုပ်သီးကြော်တပုံလေးပုံတာပြီးလဲပြီးတော့အချိန်ကြီးကတော့တွေ့ရတဲ့အတိုင်းပဲထမင်းတုပ်ဖြစ်သွားအောင်ဒါပေမဲ့အားပေးကြပါရဲ့ရှင်အကုန်လုံးကဆက်ကောင်းနေဆိုပြီးတော့ဝိုင်းစားကြပါတယ်တော်သေးရပါဆက်ကောင်းလို့ပြီးတော့အဲ့ဒါ lighthouse ကတယောက်ကစွန်နေပေါ့နော်အလကားလိုက်ဝေလို့ဟိုကျွန်တော်တို့တွေဂုံးဆင်းခဲ့ပါသေးတယ်ဒီတငယ်ချင်းနေရပါတော့ပြောမယ်ဆိုရင်အဲ့ရောက်မှပဲစကားပြောပြီးတော့ခင်သွားကြတာပါတယောက်ကတော့အင်ကြီးလက်ရှိတဲ့တယောက်ကတော့အစရခင်တာပေါ့နော်ကျန်တဲ့နှစ်ယောက်ကအဲ့ရောက်မှစကားပြောရင်းနဲ့ခင်သွားကြတာပါအဲ့တော့ solo သမားတွေအတွက်လည်းအဆင်ပြေပါပေါ့နော်ကိုတယောက်တည်းဖြစ်နေမှာဆိုပြီးတော့စိတ်ပူစရာမလိုတော့ရေဘယ်လောက်စားလဲဆိုတော့တွေ့ရတဲ့အတိုင်းပဲတောက်ရည်တန်ရောအုံးရည်ရော7 up ရောတောက်ရပါတယ် Yeah, so I can try my best. Come. Oh, bruh. Okay, then just us. Come here, all of us. Yeah, sure. Why would you? ရုပ်ကိုယ်သာကြည့်လိုက်ပါဦးတိတ်မပျော်ရှာဘူး Yeah, bruh. ပြီးတော့ကန်းကြီးကိုဆက်လက်ချစ်တတ်ကြပါတယ်သူတို့တွေကတစ်ထောက်မှမနာကြဘူးကျမကနောက်မှဟောဟဲလိုက်နေပြီကျမပေချီပဲဟိုက်ကပြောရမယ်ဆိုလို့ရှိရင် view ပေါင်းစုံရပါတော့ဒီလိုတောရဲတွေလည်းသွားရတယ်ပြီးတော့ကန်းကြီး view လည်းရတယ် cliff view လည်းရတော့တော်တော်တက်ပါတယ်ဒါကတော့ခီးစဉ်တစ်လျှောက်အခက်ဆုံးအပိုင်းဖြစ်ပါတယ်လှေကားကြီးတက်ရတာပါလှေကားကြီးအများကြီးတက်ရပါတယ်ဒါမှအဲ့ဒါလည်းပြီးတော့လုံးဝ flat ပဲပေါ့နော်ဒီတိုင်းမြေပြန့်ကိုပဲလမ်းလျှောက်ရတာပါနောက်ထပ်3-4နာရီလောက်လမ်းလျှောက်ပြီးတော့နောက်ဆုံးတော့
ရေကူးရမယ့်နေရာရောက်ပါပြီကျမကရေအောင်မကူးနိုင်ပါဘူးရှင်အဲ့မှာပလက်ကြီးလဲပြီးတော့ရေကူးပြီးလို့ station ကိုပြန်နေရပါအဲ့မှာလေမြို့တွေကရှိတဲ့မြလူတွေအကုန်လုံးဒီရောက်နေရလားမသိဘူးတဒါမှာပါတီပွဲတစ်ခုလိုဖြစ်ရလို့ဒါကတော့ station ကိုလှမ်းမြင်ရလို့ပျော်နေတဲ့ရုပ်ပါတနေ့ကအုတ်တုပ်ဆောင်းတာတော့သပင်းရလဲကတ်လို့ဒါပေမဲ့လည်းပဲလည်းမများနိုင်တော့ပါဘူးအဲ့အချိန်ပြီးလေပဲရထားပေါ်မှာမေးလာတာခုတော့လန်ဒန်ပြန်ရောက်ပါပြီရှင်ပြီးတော့မှကျမတို့တွေဗီယက်နမ်တငယ်ချင်းတယောက်ပါတော့အဲ့အားလို့ဗီယက်နမ်အစားသွားစားကြမယ်ဆိုပြီးတော့ Exmouth Market ကိုသွားပါတယ်။ vlog လေးရောက်တာပါပဲရှင်။အိမ်ပြန်တော့မှဗီဒီယိုမရိုက်နိုင်တော့ဘူးပေါ့နော်။အိမ်ရောက်တော့လည်း budget စစ်တောက်လိုက်ရပါတယ်။ပျော်ခဲ့လားဆိုတော့အရန်ပေါ့နော်။တငယ်ချင်းတူတွေလည်းအများကြီးရခဲ့တယ်။ညောင်းအကျူလည်းတော်တော်နက်ပါတယ်။အားလုံးပဲပပိုင်ပါ see you next vlog